ဆရာတို့ဒါကအသက်လမ်းကြောင်းလို့ခေါ်တယ်နော်ဒါကအသက်လမ်းကြောင်းလို့ခေါ်တယ်အသက်လမ်းကြောင်းရဲ့အတွင်းဘက်မှာဒီလိုမျိုး၄တောင်ကွက်လေးထိပြီးတော့တေးသေးချာချာလေးရှိနေမယ်ဆိုလို့ရှိရဲ့အဲ့ဒါထောင်ကျမယ့်လက္ခဏာအမှားသားပဲတေးကြတယ်ထောင်ကျနိုင်တယ်အကြောင်းမျိုးမျိုးကြောင့်ထောင်ကျတတ်တယ်အသက်လမ်းကြောင်းအတွင်းဘက်၄တောင်ကွက်ရှိနေမယ်ဆိုရင်ထောင်ကျနိုင်တယ်ဒါရာဇမကွက်တွေနဲ့မှားလို့မရဘူးเนาะတခါတလေမှာရာဇမကွက်တွေဒီလိုမျိုးရှိနေတယ်အဲ့ဒီမှာထားပြီးတော့မှဒီနားလေးမှာအတွင်းအသက်လမ်းကြောင်းလေးရှိနေတယ်ဆိုတော့ဒါတော့မဟုတ်ဘူးထောင်မှာတော့မဟုတ်ဘူးဒါတကြကြုံမှလာတယ်ဒါဖြစ်လမ်းကြောင်းနဲ့အတွင်းအသက်လမ်းကြောင်းနဲ့ဖြတ်ပြီးတော့ဖြစ်လာတဲ့လေထောင်ကွက်ဒါတော့ထောင်မှာတော့မဟုတ်ဘူးဒီလိုမျိုးတိတိတန်တန်လေးတည်ရှိနေတဲ့လေထောင်ကွက်မျိုးဖြစ်နေရင်ဒါထောင်ကျတတ်တယ်ထောင်ကျနိုင်တဲ့အကြောင်းအရာမျိုးစုံကိုဆိုရင်တော့ဒါဘယ်လိုအားလဲထောင်ကျမလဲဆိုတာကိုတွေ့ရနိုင်တယ်ပေါ့နော်ထောင်ကျနိုင်ရဲဆိုတာတခြားနည်းလမ်းနဲ့ထောင်ကျနိုင်ရလေးရှိတယ်လေတော့မပါဘူးဆရာတို့မှုခန်းပြဿနာလက္ခဏာတွေလေ့လာတဲ့အခါမှာဆရာကမှများကြီးရတဲ့မှုခန်းနဲ့ပတ်သက်တဲ့အကြောင်းတရားတွေအဲ့ဒီလိုမျိုးဒီမှုခန်းနဲ့ပတ်သက်တဲ့အကြောင်းတရားတွေလေ့လာတဲ့အခါမှာလေတော့မပါဘူးဒါပေမဲ့ထောင်ကျတယ်တန်လန်းကြောင့်ကိုဘာလေတစ်ချက်ကအကောင်းကောင်းနဲ့ဖြတ်လိုက်တဲ့အချိန်မှာလေထောင်ကျတတ်တယ်နော်ဒါလည်းသတိပြုစရာပဲကလန်းကြောင့်ကိုအကောင်းကောင်းနဲ့ဘာလေးတစ်ချက်ဖြတ်တတ်လိုက်တဲ့အချိန်မှာလေထောင်ကျနိုင်တယ်သူတို့ကတွေ့ရတာကအောင်ရဲလမ်းကြောင်းကိုဘာကြီးကြီးမားမားအကောင်းကောင်းနဲ့ဖြတ်တတ်တဲ့အချိန်မှာလေထောင်ကျနိုင်ဒါကတော့ထောင်ကျမယ်လို့ရည်ရည်ပြပြောလို့တော့မရနိုင်ဘူးဒါပေမဲ့ဒီလိုမျိုးကလန်းကြောင်းကိုဘာတည်တည်ချဖြတ်တန်းထားတယ်အကြီးကြီးနဲ့ဖြတ်တန်းထားပြီးဆိုလို့ရှိရင်ဆရာတို့ပြည်မူလဇာတာကိုကြည့်ရတယ်စီးပွားပြက်မှာလား58စနစ်နဲ့စီးပွားပြက်မှာလားဒါမှမဟုတ်90 40မှာ180နဲ့စီးပွားပြက်မှာလားဒါမှမဟုတ်ဒတာမှာအဲ့ဒီကာလမှာ38စနစ်နဲ့ရောင်းနဲ့ပတ်သက်နေတာလားရောင်းနဲ့ပတ်သက်ပြီးတော့38စနစ်လည်းဖြစ်နေတယ်ကလန်းကြောင့်မှလည်းဘာအကောင်းကောင်းနဲ့ဖြတ်ထားတယ်ဆိုလို့ရှိရင်ဒါစီးပွားပြက်တဲ့အမှားသားဆိုတာလည်းထောင်ကျတဲ့အမှားသားမျိုးလည်းဖြစ်နိုင်တယ်ဒီချာချာကတော့ဒီလိုမျိုး data ကွက်လောကရဲ့အတွင်းနိုင်ငံမှာ၄တောင်ကအမှားသားလေးပါလာခဲ့လို့ရှိရင်ထောင်ကျနိုင်တယ်လို့